မင်္ဂလာပါကျွန်တော်တို့မျိုးတွေဗီဒီယိုဖိုင်လေးကိုလုံးဝကြော်လို့မသွားကြနဲ့ဗျာကျင်မရင်နဲ့အရင်ကိုညီပြီးတော့ညီညွတ်တဲ့ဒီကျက်ဥအတုစစ်ကိုနေပြီးတော့ကျွန်တော်တို့ဘယ်လိုခွဲရမှာလဲဆိုတာကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးကိုဗုဒ္ဓအဖြစ်ကြည့်လိုက်မယ်နော်ကြည့်ပါဦးနော်ကျက်ဥတဲ့တကယ်ပုံမှန်တိုင်းပါပဲနော်ထူးနဲ့အစစ်ကျွန်တော်တို့ဘယ်လိုခွဲရှာမှာလဲကြည့်အောင်နော်ပေါ်မုံတွေနဲ့နေပြီးတော့ပေါင်းဆက်ထားတဲ့ကျက်ဥတွေနော်တကယ်စစ်လို့ပဲနော်ကြည့်ပါဦးနော်ဒါကနေပြီးတော့ပေါ်မုံတွေနဲ့နေပြီးတော့ဆက်ထားတဲ့အရာတွေနော်ကျက်ဥအနှိုက်နှင်းဆိုရင်အနှင်းလိုပဲနော်အကာဆိုရင်အကာလိုပဲတကယ်ကိုနေပြီးတော့လှုပ်ထားတာကြည့်ပါဦးနော်ကြည့်ပုံစံခွဲထင်းမှာနေပြီးတော့ဒီအနှစ်တွေကာလာအယောင်တွေထိပြီးတော့ဒီကျက်ဥကိုနေပြီးတော့ကင်တယ်လို့မျိုးပေါ့နော်ကြည့်ပါဦးဗျာအနေရောင်ဆေးရောင်လည်းထိပြလိုက်တယ်အေးမှာနော်ကြည့်ပါဦးနောက်ပြီးရင်ကော်တယ်ထိပြလိုက်တယ်ဒီမှာကော်ဖြူတယ်ထိပြလိုက်တယ်နော်ကျဲဥအကာလိုပေါ့နော်အဖြူရောင်လေးလိုသူတို့ထိပြလိုက်တယ်ကြည့်ပါဦးဒါကိုဘယ်လိုလုပ်လဲဆိုတာကြည့်ပါဦးနော်ကြည့်ပါဦးနေတာမဟုတ်ဘူးဒီလိုဆိုရင်ဒီကျဲဥအတူတွေကနေပြီးတော့ကျွန်တော်တို့ဒီကျဲဥအတူလေးကိုစားပြလိုက်မယ်ဆိုရင်ကျွန်တော်တို့ကျင်းမာရေးနေပြီးတော့တိုက်ကိုလည်းမငြိမ်ညွတ်ဘူးအရာတွေဖြစ်လာမယ်လူတွေကနေပြီးတော့အမျိုးမျိုးယောဂဖြစ်နေတဲ့ခစ်ကြီးပေါ့နော်အမျိုးမျိုးစားကြတယ်အမျိုးမျိုးယောဂတွေဖြစ်ကြတယ်နော်ကြည့်ပါဦးဂျီလီမူတွေပါတယ်နဲ့နေပြီးတော့လှုပ်ထားတာပေါ့နော်ကြည့်ပါဦးဗျာအစ်စ်လိုပဲနော်နေတာမဟုတ်ဘူးပြမယ်ဆိုရင်ဒီမှာကျွန်တော်တို့အမျိုးတွေလေးနေပြီးတော့ဒီကျက်ဥဝေတဲ့ခါမျိုးမှာနေပြီးတော့ဒီလိုအတုအစစ်ကိုဘယ်လိုခွဲမှာလဲနော်ခွဲလို့တော့ရမယ်မထင်ဘူးကျွန်တော်လည်းခွဲလို့မရဘူးဒီအယောင်ကြည့်ပါဦးနော်ကျက်ဥကလည်းနေပြီးတော့ပူစံလိုပဲနော်လှုပ်ထားတာကနေပြီးတော့လုံးဝတကယ်ကိုနေပြီးတော့ပုံစံသူခွဲနေနေပြီးတော့သူတို့ဖန်တီးထားတာနော်လူဦးရေကများလာတဲ့အချိန်မှာနေပြီးတော့နော်ဒီကျက်ဥတွေနော်သူနဲ့အစစ်ကိုကျွန်တော်တို့ဘယ်လိုခွဲချမှာလဲနော်ခွဲလို့မရနိုင်ဘူးလူဦးရေများလာတဲ့အချိန်မှာနေပြီးတော့ပုံစံလူတွေကနေပြီးတော့ဈေးကြီးလာတယ်နော်လူတွေကိုနေပြီးတော့အမျိုးမျိုးနေပြီးတော့ညာပြီးတော့ရောင်းနေကြတဲ့အချိန်တွေနော်ကြည့်နော်လူရဲ့ဘိုက်ထဲကိုထင်းမှာရဲမှန်ကျုပ်တလုံးရှိနောက်တစ်လုံးပါသေးကျုပ်ကနော်ဟုတ်ပါကျုပ်နဲ့ထားကျုပ်ဒီထဲကကျုပ်မှဒီထဲမှာတလုံးရှိဟုတ်ဟဲ့ဒီမှာကြည့်လိုက်ဒီကျုပ်ထဲမှာဒီမှာကျုပ်နောက်တလုံးရှိကျုပ်ဟုတ်လားအေးငါဒီကခွာလိုက်တော့ဒီမှာထဲထဲမှာဒီကတလုံးရှိနေခြေပါအောင်နော်ဘယ်လောက်ထိနေပြီးတော့နော်ဝိသမလောဖသွားတယ်နေပြီးတော့များလာတဲ့အချိန်မှာနေပြီးတော့နော်လူတွေကိုနေပြီးတော့ကျင်းမာရေးနေတွေနဲ့မညီညွတ်ဘူးနော်ဒီကျက်စစ်ကနေပြီးတော့မွေးထုတ်လိုက်တဲ့ကျက်ဥလေးတွေမဟုတ်ဘူးဒါကနော်ကျက်ဥအတူတွေဖြစ်တယ်ဒီလိုအတူမျိုးတွေကိုကျွန်တော်တို့မဖပြည်သူတွေနေပြီးတော့စားသုံးမယ်ဆိုရင်ကျင်းမာရေးတွေနဲ့တော်ကိုနေပြီးတော့မညီညွတ်ဘူးရတယ်ဖြစ်မယ်နော်ကျွန်တော်တို့ကျက်ဥဝေတဲ့အခါမှာနေပြီးတော့ဒီကျက်ချင်တွေကနေပြီးတော့တော့ဝေတဲ့ဟာမျိုးဆိုရယ်ကောင်းတယ်နော်တေရှာချက်လေးနေပြီးတော့လေးလာပြီးတော့ဝေရမယ်နော်နောက်ပြီးရင်ကျွန်တော်တို့ဒီပြပနိုင်ငံအသီးသီးရောက်နေကြတဲ့ကျွန်တော်တို့မျိုးတွေဆိုရင်ဒီလိုကျက်ဥတွေကိုဆိုရင်ဘယ်လိုဝေရမလဲဆိုရင်ဒီစံပန်တို့လိုတာတို့နော်ဒီဂုံတိုက်ကြီးတို့မှနေပြီးတော့သွားဝေရမယ်ဣတိဟာဆိုရင်ဒီသူကနေပြီးတော့တရဝင်နေပြီးတော့ရောင်းချထားတာဖြစ်တယ်နော်ဒီဈေးတို့ဘာတို့မှနေပြီးတော့ရောင်းတာကနေပြီးတော့အတုအစစ်ပြီးတော့ခွဲလို့ရလားဆိုရင်တော့ခွဲလို့မရဘူးအတုအစစ်တော့အတုတက်ပါမှာပဲနော်အဲ့ဒါဆိုရင်ဒီကျွန်တော်တို့ဒီရဲနေတဲ့ကျက်ရှင်တွေကနေပြီးတော့ဝေတာလည်းကောင်းတယ်နော်အဲ့ဒါကျွန်တော်တို့မျိုးတွေကျဲဥအတုအစစ်ကိုနေပြီးတော့တေရှာလေးကြည့်ပြီးတော့စားကြပါနော်တင်စားနေတဲ့ချက်ညင်တွေကချက်မဖင်ကထွက်တာမဟုတ်ခဲ့ရင်မနဲ့စားတွက်တော့တဲ့ချက်မှုကချက်မဥတာမဟုတ်ခဲ့ရင်လေးလာပြီးတော့ကြပါနော်ဒီပါကျဲဥတွေကဒီလိုဖန်တီးတဲ့ဓာတ်ဝင်တွေဖြစ်နေဒီလိုခွဲထားပါလို့ဒီပါမုံတွေနဲ့လှုပ်ထားတာပေါ်မုံတွေနဲ့နေပြီးတော့ဖန်တီးပြီးတော့ဘယ်လိုတရုတ်တွေကနေပြီးတော့အမျိုးမျိုးဖန်တီးတယ်ဒီပါအတိုင်းပဲပုံစံခွဲနဲ့ထုတ်ထားတာအဝါရောင်စိုးစဲခွဲတွေနဲ့နေပြီးတော့ကျဲဥပုံစံတီးပြီးတော့ကြည့်
ကျေဥနှစ်ဆိုရင်နှစ်ပုံစံအတိုင်းပဲเนาะဒီလိုလုပ်ထားတာဒါတော်တော်ကနေပြီးတော့မကောင်းဘူးဒီလို နဲ့အတူကိုရင်ယူဂျယ်လီ အဲ့ဒါနောက်ဆုံးနေနဲ့ကျွန်တော်တို့မျိုးတွေကြည်ရှုနေကြကျွန်တော်မျိုးတွေတခြားပြည်သူတွေမြင်အောင်နေပြီးတော့ချစ်ပေးကြပါကျွန်တော်ကလည်းနေပြီးတော့ like and subscribe လေးတွေပါလေတိုင်ပေးသွားကြပါအောင်လို့ဗုဒ္ဓနဲ့ပတ်သက်တဲ့ဟာတွေစားတောင်းနဲ့ပတ်သက်တဲ့ဟာတွေနေပြီးတော့တင်ဆက်တဲ့ကျွန်တော်ကဒီတရားဖြစ်ပါတယ်